ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် King Crimson အကြောင်းပြောပြမှာဖြစ်ပါတယ်ဗီဒီယိုမစခင်တည်ထားဖို့လိုတာလေးရှိပါတယ်အဲ့ဒါကတော့ဂျိုဂျိုတဲ့ကကန်ဂျမာဆိုတဲ့အရာကဘလို့မှပြောင်းလဲလို့မရတယ်လို့ဘလို့မှလည်းရှောင်လွဲလို့မရဘူးဆိုတဲ့အချက်ပါဆိုတော့ကန်ဂျမာကကျွန်တော်တို့နောက်ပါဖြစ်မလဲကြိုသိထားမယ်ဆိုရင်တော့မှကျွန်တော်တို့ကြိုသိထားတဲ့အတိုင်းပဲ 100% ဖြစ်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဘလို့မှပြောင်းလဲလို့မရတယ်လို့ဘလို့မှလည်းရှောင်လွဲလို့မရပါဘူးအဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာ King Crimson ရဲ့ ability ရဲ့ပြီးတော့သူကဘလို့မျိုးကန်ဂျမာကိုရှောင်လွဲနိုင်တာလဲနဲ့ဘာလို့ကျွန်တော်ရဲ့ favorite stand ဖြစ်နေတာလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုထဲမှာ King Crimson ရဲ့ ability ကိုအသေးစိတ်ရှင်းပြမှာမို့လို့နားမလည်လိုက်တဲ့အပိုင်းရှိရင်နောက်တစ်ခေါက်ပြန်နားထောင်ဖို့ကြံပေးပါရစေဆိုတော့ဗီဒီယိုမစခင်ဂျိုဂျို Dragon Ball နဲ့အခြား anime content တွေကိုကြည့်ကျင်နေဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ထားလို့ရပါတယ်ဆိုတော့စကားများမနေပဲစလိုက်ကြအောင် King Crimson ရဲ့ပထမဆုံး ability ကတော့ time skip လို့ခေါ်ပါတယ် King Crimson ကအချိန်ကို10စက္ကန့်ဖြတ်ပစ်လိုက်နိုင်ပါတယ်အဲ့လိုမျိုးအချိန်ကိုဖြတ်ပစ်လိုက်ရင်သူဖြတ်လိုက်တဲ့အချိန်ကကဘာကြီးပေါ်ကနေလုံးဝပြတ်ကွယ်သွားပါတယ်အဲ့ဒါကြောင့်မို့လို့ King Crimson ဖြတ်လိုက်တဲ့အချိန်အတွင်းမှာကဘာပေါ်မှာရှိတဲ့လူတွေအားလုံးကသူတို့လုံးသမျှအရာအားလုံးကိုမမှတ်မိပါဘူးသူတို့လုံးမယ်လို့တွေးထားတဲ့အရာတွေကံကြမ္မာအရာလုံးကိုလုံးမဲ့အရာတွေက King Crimson time skip လုပ်လိုက်လို့ရှိရင် auto လုံးနေပြီးသားဖြစ်နေပါလိမ့်မယ်ဥပမာပေးရမယ်ဆိုရင်အကယ်၍ကျွန်တော်တို့ကဘတ်စကားစီးဖို့မှတ်တိုင်မှာစောင့်နေတယ်ဆိုရင်အဲ့အချိန် King Crimson က time skip သုံးလိုက်ရင်ကျွန်တော်တို့အနေနဲ့ဘတ်စကားပေါ် auto ရောက်နေပါလိမ့်မယ်နောက်ထပ်ဥပမာကဂျိုနိုပါဂျိုနိုဆိုရင် King Crimson time skip လုပ်လိုက်တော့သူက auto ကန်းပေါ်ရောက်နေပါတယ်ဂျိုနိုအနေနဲ့ကန်းပေါ်ရောက်နေဖို့ဆိုရင်အရင်ဆုံး action တစ်ခုကိုဖျက်ကျော်ရပါမယ်ပထမဆုံး action ကတော့လှေပေါ်ဆင်းတဲ့ action ဒုတိယ action ကတော့ကန်းပေါ်တက်တဲ့ action ဖြစ်ပါတယ်ဆိုတော့အဲ့အချိန်မှာ King Crimson က time skip လုပ်လိုက်တော့ဂျိုနိုအနေနဲ့ခုနက action နှစ်ခုကိုကိုယ်တိုင်လုပ်เสียမလိုပဲနဲ့ auto ကန်းပေါ်ရောက်သွားပါတယ်ဂျိုနိုကခုနက action နှစ်ခုကိုသူကိုယ်တိုင်ဖျက်ကျော်ခဲ့တာမဟုတ်တော့သူက action တွေကိုမမှတ်မိပါဘူးဂျိုနိုသိတာဆိုလို့သူကန်းပေါ်ရောက်နေတာပဲသိပါတယ်ဂျိုနိုဒီမဟုတ်ဘူးဘေးကအာဘာကီယိုကလည်းဂျိုနိုကဘယ်လိုကန်းပေါ်ရောက်သွားလဲဆိုတာမသိပါဘူးဘာဖြစ်လို့လဲဆိုတော့ခုနကဂျိုနိုလုပ်လိုက်တဲ့ action တွေရောသူတို့ရဲ့မှတ်ဉာဏ်တွေရောက King Crimson ဖျက်လိုက်တဲ့အချိန်အတွင်းမှာရောပါသွားပြီမို့လို့ပါအဲ့တော့ကျွန်တော်တို့အနေနဲ့ basically က King Crimson time skip လုပ်လိုက်တဲ့အချိန်အတွင်းမှာလူတွေကသူတို့လုပ်သမျှ action တွေကိုမမှတ်မိဘူးဘာလို့မမှတ်မိလဲဆိုတော့သူတို့လုပ်လိုက်တဲ့ action တွေရောအဲ့ဒီ action တွေကိုသိတဲ့မှတ်ဉာဏ်တွေရောက King Crimson ဖျက်လိုက်တဲ့အချိန်အတွင်းမှာရောပါသွားပြီမို့လို့ဆိုပြီးတော့တည်ထားရပါပြီ။သို့ပေမဲ့ Diablo ကတော့သူဖျက်လိုက်တဲ့အချိန်အတွင်းမှာဘာတွေဖြစ်သွားလဲဆိုတာမှတ်မိပါတယ်။ Diablo က time skip တစ်ခါသုံးတိုင်းသူက King Crimson ရဲ့ dimension ထဲကိုရောက်သွားပါတယ်။အဲ့ဒီ dimension ထဲမှာ Diablo ကသူကြိုက်တယ်လို့လှုပ်ရှားနိုင်ပြီးတော့ target ရဲ့နောက်လုပ်မဲ့လှုပ်ရှားမှုတွေကိုလည်းကြုံမြင်ရပါတယ်။ဒါပေမဲ့ Diablo ကအဲ့ဒီ dimension ထဲကနေလူတွေကိုချကျင်တိုင်းချလို့မရပါဘူးချဖို့လောက်တာနဲ့ Diablo ကသူ့ရဲ့ time skip zone တွေကနေတနည်းအားဖြင့် time skip dimension တွေကနေ auto ပြန်ထွက်သွားပါတယ်အဲ့ဒါကြောင့်မို့လို့ Diablo ကအမြဲတမ်းသူ့ရဲ့ target အနောက်မှာနေရာယူပြီးချလေးရှိတာကိုမြင်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲသူ့ရဲ့ target ကိုမချခင်မမြင်ရအောင်လို့တွေးနဲ့အရင်ပတ်ပြီးမှချတာဖြစ်ပါတယ်တွေးနဲ့ပတ်တာကပတ်ချင်လို့ပတ်တာမဟုတ်ပါဘူးအဲ့တော့ Diablo ကသူ့ dimension တွေကနေထွက်သွားတော့ဘာဖြစ်လဲဆိုပြီးတွေးနေကြပါလိမ့်မယ်Diablo ကသူ့ရဲ့ dimension တွေကနေထွက်သွားတော့သူ့ကိုပြန်ကောင်တာလို့ရသွားပါတယ်။သို့ပေမဲ့ Diablo ရဲ့ King Crimson ကိုပြန်ကောင်တာဖို့ဆိုရင်နံပါတ်1 King Crimson ရဲ့ ability ကိုတည်ထားမှရပါမယ်။နံပါတ်2 King Crimson ဘယ်အချိန်မှာ time skip သုံးလိုက်လဲသိမှရမယ်။နံပါတ်3 King Crimson ထက်တာတဲ့ speed ရှိရပါမယ်။နံပါတ်4တခါတည်းနဲ့အဆုံးသတ်နိုင်ရပါမယ်။နံပါတ်1အချက်ဘာလို့ King Crimson ရဲ့ ability ကိုတည်ထားဖို့လိုလဲဆိုတော့ ability ကိုတည်ထားမှာကောင်တာဖို့ပြင်ဆင်လို့ရမှာမို့လို့ပါ။နံပါတ်2အချက်ဘာလို့ဘယ်အချိန်မှာ time skip သုံးလိုက်လဲတည်ထားမှရမလဲဆိုတော့ကျွန်တော်တို့အနေနဲ့ King Crimson ကဘယ်အချိန် time skip သုံးလိုက်လဲကျွန်တော်တို့မသိရင်ပြန်ကောင်တာလို့မရလို့တေးဖို့ chance ကပိုများပါတယ်နံပါတ်3ဘာလို့ King Crimson တက်တာတဲ့ speed ရှိရမလဲဆိုတော့ရှင်းရှင်းလေးပါ King Crimson တက်မြန်မှပြန်ချလို့ရမှာမို့လို့ပါဥပမာ Jorono ဆိုရင်သူပြန်ကောင်တာဖို့လုပ်ပေမဲ့ King Crimson ကမြန်လွန်းလို့သူ့လက်ကအဖြတ်ခံလိုက်ရပါတယ်နံပါတ်4ဘာလို့တစ်ခါတည်းနဲ့အဆုံးသတ်နိုင်ရမလဲဆိုတော့King Crimson ကအချိန်ကို Star Platinum တို့သဘောတို့လို့မဟုတ်ဘဲနဲ့ခဏခဏ skip နေလို့ရပါတယ်။ဂျူတာရိုဆိုရင်အချိန်တစ်ခါရက်ပြီးရင်နောက်ထပ်စက္ကန့်အနည်းငယ်လောက်ထိထပ်မရက်နိုင်ပါဘူး။တို့ပေမဲ့ Diablo ကတော့သူဖြတ်လိုက်တဲ့အချိန်ကတိုးရင်တိုးသလိုခဏခဏ skip နေလို့ရပါတယ်။အဲ့တော့ King Crimson ကိုကောင်တာဖို့ဆိုတာက Saber Chariot လို့ stand မျိုးတောင်မှတစ်ခါပဲရပါမယ်။ဘာဖြစ်လို့လဲဆိုတော့နောက်တစ်ခေါက်ကျရင် Diablo ကသတိပို့ထားပြီးတော့မျက်လုံးကိုမမြင်ရအောင်တွေးနဲ့အရင်ပတ်ပြီးမှချမှာမို့လို့ပါပြီးတော့သူ့ကိုပြန်ကောင်တာဖို့လုပ်ရင် time skip နောက်တစ်ခါသုံးပြီးတော့ပြန်ရှောင်လို့ရပါသေးတယ်
အဲ့ဒါကိုဥပမာပေးရမယ်ဆိုရင် Bruno နဲ့ချတုန်းက Bruno က King Crimson ရဲ့ ability ကိုနားလည်သွားတော့သူ့ရဲ့ sticky finger နဲ့ပြန်ကောင်တာဖို့လုပ်တာကို Diablo က time skip နောက်တစ်ခါသုံးပြီးရှောင်လိုက်တာကိုမြင်ရမှာပါပြီးတော့ Diablo ကလည်းငတုံးမဟုတ်ပါဘူးသူကသူ့ရဲ့ King Crimson ကိုဆောင်ရမ်းသုံးတတ်ပါတယ်အဲ့တော့ Diablo ရဲ့ King Crimson ကိုကောင်တာဖို့အတွက်ကတာမန်လူဆိုရင်လုံးဝမဖြစ်နိုင်ပါဘူးနောက်ထပ် ability တစ်ခုကတော့ Epitaph ပါ Epitaph ကတော့အနာဂတ်ကို10စက္ကန့်ကြိုမြင်ရတာဖြစ်ပါတယ် Diablo ရဲ့ကံကြမ္မာနဲ့ဆက်နွယ်နေတဲ့အရာတွေကိုပဲမြင်ရတာဖြစ်ပါတယ်ပြီးတော့သူကြိုမြင်လိုက်တဲ့အရာတွေအားလုံးက 100% အမှန်တွေကြီးပါပဲပြောင်းလဲလို့မရပါဘူးကြိုမြင်ထားရင်မြင်ထားတဲ့အတိုင်းပဲဖြစ်သွားမှာပါဘာဖြစ်လို့လဲဆိုတော့ကံကြမ္မာဆိုတာပြောင်းလဲလို့မရလို့ပါသို့ပေမဲ့ Diablo ကတော့ကံကြမ္မာကိုရှောင်လွဲလို့ရပါတယ်ဆိုတော့ Diablo ကကံကြမ္မာကိုဘယ်လိုရှောင်လွဲနိုင်တာလဲ Diablo ကကံကြမ္မာကို time skip လုပ်ပြီးတော့ရှောင်လွဲနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ Diablo ကအချိန်ဖြတ်လိုက်လို့ရှိရင်သူ့ရဲ့တည်ရှိမှုကလည်းသူဖြတ်လိုက်တဲ့အချိန်နဲ့အတူကံကြမ္မာကနေပျောက်ကွယ်သွားပါတယ်ဥပမာ Diablo ကနောက်10စက္ကန့်ကြာရင်သူတနက်နဲ့အပြစ်ခံလိုက်ရပြီလို့မြင်လိုက်တယ်ဆိုရင်ကံကြမ္မာကပြောင်းလဲလို့မရတဲ့အတွက်သူကအဲ့ချိန်အဲ့နေရာမှာတေချာပေါက်တနက်နဲ့အပြစ်ခံရမှာပါတို့ပေမဲ့ Diablo ကသူတနက်နဲ့အပြစ်မခံရခင်စက္ကန့်အနည်းငယ်လောက်အလိုမှာအချိန်ကိုဖျက်လိုက်လို့ရှိရင်သူ့ရဲ့တည်ရှိမှုကလည်းကံကြမ္မာကနေပျောက်ကွယ်သွားတဲ့အတွက်သူကအဲ့နေရာမှာဘယ်တော့မှရှိမနေခဲ့ဘူးဖြစ်သွားပါတယ်သူကအဲ့နေရာမှာဘယ်တော့မှမရှိခဲ့တော့သူ့ကိုကြည်စံမှန်မဲ့အဖြစ်ကလည်းဘယ်တော့မှမရှိခဲ့ဘူးဖြစ်သွားပါတယ်အဲ့လိုမျိုးနဲ့ကံကြမ္မာကိုရှောင်လဲနိုင်ုံနဲ့မကဘူးကံကြမ္မာရဲ့ result ကိုပါပြောင်းလဲနိုင်ပါတယ်ဥပမာ Risotto နဲ့ချတုန်းကဖြစ်ရပ်ကိုကြည့်လိုက်ပါအဲ့တော့က Naranja ကသူ့ရဲ့ Aerosmith နဲ့ Diablo ရဲ့အနောက်ကနေကြည်စံနေနဲ့ပြစ်လိုက်ပါတယ် Naranja က Risotto ကိုပြစ်လိုက်ပေမဲ့ Risotto က Diablo နဲ့ကာထားတော့ကြည်စံတွေက Diablo ကိုထိသွားရမှာဖြစ်ပါတယ်တို့ပေမဲ့ Diablo ကသူ့ကိုကြည်စံနေမထိခင်အချိန်ကို 0.2 စက္ကန့်ဖြတ်လိုက်တော့သူ့ရဲ့တည်ရှိမှုကလည်းသူဖြတ်လိုက်တဲ့အချိန်နဲ့အတူကံကြမ္မာကနေ 0.2 စက္ကန့်ပျောက်သွားပါတယ်အဲ့တော့ Diablo ကအဲ့အချိန်အဲ့နေရာမှာဘယ်တော့မှရှိမနေခဲ့ဘူးဖြစ်သွားပါတယ်အားကြောင့်မို့လို့ Aerosmith ရဲ့ကြည်စံတွေကလည်း Diablo ကိုထိမဲ့အစားဆက်သွားနေမှာဖြစ်ပြီးတော့နောက်ဆုံး Risotto ကိုထိသွားမှာဖြစ်ပါတယ်အဲ့လိုနဲ့ပဲကံကြမ္မာရဲ့ရလဒ်က Diablo ကြည်စံမှန်ပြီးတေမဲ့ရလဒ်ကနေ Risotto ကြည်စံမှန်ပြီးတေမဲ့ရလဒ်ဖြစ်ပြောင်းသွားပါတယ်အဲ့တော့ King Crimson ကိုဘာလို့ကျွန်တော်ကြိုက်လဲဆိုတော့သူ့ရဲ့ stand design ကြောင့်ရယ်ပြီးတော့သူ့ရဲ့ ability ကြောင့်ရယ်ပါ stand design ကနည်းနည်းတော့ရုပ်ဆိုးပေမဲ့တော်တော်လေးမိုက်ပါတယ် King Crimson ရဲ့ appearance က Diablo မှာ personality နှစ်ခုရှိတယ်ဆိုတဲ့အချက်ကို define လုပ်နေတာကိုလည်းသဘောကျပါတယ်အဲ့လိုလုပ်ထားတာက stand တွေဆိုတာက user တွေပေါ်မူတည်ပြီးဖြစ်ပေါ်လာတယ်ဆိုတဲ့အချက်ကိုပေါ်လွင်စေလို့ဖြစ်ပါတယ်ပြီးတော့သူ့ရဲ့ time skip ability ကလည်းသုံးရင်သုံးတတ်တယ်လို့ broken ဖြစ်လို့တာကြောင့်လည်းဖြစ်ပါတယ်ပြီးတော့အနာဂတ်ကိုကြိုမြင်ရတော့ combo တွဲလို့ကောင်းသွားပါတယ်အဲ့ဒါကြောင့်မို့လို့ King Crimson ကိုကျွန်တော်ကြိုက်နေရတာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ် bye bye